အားလုံးပဲမင်္ဂလာပါရှင်မိုတိုတာပြက်နေကျေးဇူးလိုက်ပါတယ်ရှင်ခုပေါ့နော်ထပ်ပြပေးမှလေးကြတော့ဒီအိတ်ကလေးကြောဖို့အိတ် brand လေးတွေနဲ့ပြပေးချင်လို့ပါရှင်ဒါလေးတွေဆိုလို့ရှိရင်ဒါတော့ပြောင်းစီပါနော်အတူပါစင်တူရုံမှာလုံးဝမရောပါဘူးရှင်ဒီမှာပေါ့နော်သူ့ရဲ့မူရင်းသေးပါမယ်နော်သူ့ရဲ့မူရင်းသေးပါပါမယ်ပြီးလို့ရှိရင်ဒီမှာပေါ့နော် brand တစ်စိတ်နာမည်ပါပါမယ်ရှင်ဒါလေးဆိုလို့ရှိရင်သူကဒီမှာဇီလေးပါမယ်ပေါ့နော်ဒီအထဲမှာဒီလိုဇီလေးပါမယ်ဒီလိုပါမယ်ဒါသူ့ရဲ့အတွင်းအိတ်ပေါ့နော်အတွင်းထဲမှာလည်းနောက်ထပ်တစ်ထပ်ထည့်ပေးထားသေးရပေါ့နော် quality ဆိုလို့ရှိရင်လည်းအရန်ကောင်းပါရှင်ဒီလေးဆိုလို့ရှိရင်ကာလာအရောင်လေးကလည်းလှရပေါ့နော်အသားမမီလေးတွေပေါ့နော်ကြိုက်တယ်ပေါ့ဒါလေးဆိုလို့ရှိရင်ကာလာလေးလှအထက်မှာတစ်ထပ်ပါအောင်မယ်ပြီးရင်ဒီလိုဇီးတစ်ထပ်ပါရပေါ့နော်ပြီးရင်ဒီလိုအရှည်လေးမှာနောက်ထပ်တစ်ထပ်ပါသေးဒီလိုပေါ့နော်အရှည်လေးမှာနောက်ထပ်ဒီလိုတစ်ထပ်လည်းပါသေးတယ်ရှင်ဒီမှာပေါ့နော်သူ့ရဲ့ဒါဒီလိုမျိုးလေးဒါလေးဆိုလို့ရှိရင် story အများကြီးရှိပါရနော်လက်ကဝယ်ပြီးအားပေးလို့ရပါရဲ့ရှင်ဒါလေးကသူ့ရဲ့အနောက်ဘက်ကျန်လေး